ကျောင်းတွေကပိတ်တော့မှဆောင်းပွဲကလည်းဖြေတော့မှဆိုတော့တသားမီလီတွေကပေါ့နော်ဆီယာမကိုနှုတ်ဆက်ဖို့ဆိုပြီးတော့ကိတ်လူတွေကိုအရန်ကိုမှဒီရက်ပိုင်းမှာပေါ့နော်မှာယူအားပေးကြပါတယ်ဒီနေ့အတွက်အမားလေးကတော့ grade 5ကကျောင်းသားကျောင်းသူလေးတွေကသူတို့ရဲ့ဆရာနဲ့ဆရာမကိုနောက်ဆုံးအနေနဲ့နှုတ်ဆက်ဖို့ဆိုပြီးတော့မှတ်ထားတဲ့ကိလေးပေါ့နော်ကိမွန်လေးတွေမှာလည်းခါကြလို့ရှိရင်အခုလိုမျိုးနှစ်ဆုံးဖြစ်တော့ကြမလို့သူတို့ရဲ့ရှင်ထဲမှာရှိတဲ့စကားလေးတွေကိုလည်းပြောချင်ကြတယ်ပေါ့နော်ဒါမှဆိုလို့ရှိရင်သူတို့ကဒီမှာသူတို့ပြောချင်တဲ့စကားလေးတွေကိုပြောခိုင်းထားတယ်ပေါ့နော်ဒါလေးကိုရေးပြနေတာပါရှင်ဆရာနဲ့ဆရာမကတဲ့စာမေးတဲ့နေ့ဆိုလို့ရှိရင်ချောတယ်ဆိုပြီးတော့ပေါ့နော်ကိမွန်လေးမှာအပြောင်လေးနဲ့ရေးခိုင်းထားတာပဲဖြစ်ပါတယ်ပြီးလို့ရှိရင်ရောကိမဝဲပက်လက်မှာအခုလိုမျိုးအရန်လာတဲ့အသီးလေးတွေကိုထည့်ခံထားတဲ့ပေါ့နော်အရန်ကိုမှချစ်ပူခေါင်းနဲ့ကိမွန်လေးကိုမှာယူအားပေးအတွက်ကျေးဇူးများတင်ပါတယ်ရှင်ဒါလေးကတော့ grade 5မှာရှိတဲ့ကျောင်းသားကျောင်းသူတွေကဆရာမနဲ့ဆရာကိုပေါ့နော်ဒေါ်ဘိုးဆိုပြီးတော့မှာထားတဲ့ကိလေးပဲဖြစ်ပါတယ်ရှင်ကိလေးကတော့6လမကိစ္စဖြစ်ပြီးတော့ကိတ်သားလေးကတော့ chocolate ကိတ်သားလေးပေါ့နော်မာယူအပေးချတဲ့သားမီးလေးတွေကိုလည်းကျေးဇူးများတင်ပါတယ်ဆောင်းမမှာလည်းရလိုက်ကကောင်နဲ့ဖြည့်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်ကျက်သမျှမှတ်သမျှစားလေးအကောင်လုံးကိုရဲ့ဒီကောင်းထဲမှာပေါ်လာပြီးတော့ဆောင်းမမှာကောင်းမွန်လေးပြည့်စုံနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အခုဆိုရင်ကိတ်မွန်လေးရပြည့်စုံတော့ပါပြီ